ဒါကတော့ Wallace Brydon နဲ့မိတ်ဆက်ပေးပါရစေသူကတော့လူတွေကိုလောင်းပြောင်းသရော်ပြီး The Not Sea Party ဆိုတဲ့ podcast ထုတ်လွှင့်တဲ့စိတ်ဓာတ်နဲ့ညံ့တဲ့သူတယောက်ပါကနေ့မှာတော့ဗီဒီယိုတစ်ခုကြောင့်နာမည်ကြီးနေတဲ့သူတယောက်ကိုအင်တာဗျူးဖို့ကနေဒါကိုတွားခဲ့ပြီးမဲ့အစီအစဉ်ကပြတ်သွားပါတယ်အကြောင်းအရာအတိရှာမရလို့စိတ်ပြတ်နေတော့ဘာတစ်ခုရဲ့တန်ဆင်းခန်းထဲမှာကတ်ထားတဲ့ကြောညာဇာတ်ရွက်လေးတစ်ခုကိုသူတွေ့လိုက်တယ်အဲ့ဒီစာထဲမှာတော့အဖိုးကိုတယောက်ကသူ့ရဲ့တသက်တာအတွေ့အကြုံတွေကိုပြောပြမယ်ဒီကိုကလည်းအခက်မယ်ဆိုပြီးရေးထားတာပါသူ့ရဲ့ချစ်သူအဲလီနဲ့တငယ်ချင်းဒယ်ရီတို့ကဓားကြပေမဲ့ Wallace ကတော့ဂယုမဆိုင်ဖဲမနီတိုဘာတောနဲ့ထဲကအဲ့ဒီအင်ဂျီစီကိုတယောက်ထဲထွက်လာခဲ့ပါတယ်အင်ရှင်ကတော့ဘီတက်ကလောင်ထိုင်နဲ့အငိမ့်သားတင်ဘောရာအဖိုးကြီး Howard Howe ပါ Howard ကစကားပြောကောင်းတဲ့ဆွဲဆောင်မှုရှိတဲ့သူတယောက်ပါသူက Wallace ကိုတင်ဘောပြတ်တုံကသူ့အသက်ကိုကေတင်ခဲ့တဲ့ Mr. Tusk လို့အမည်ပေးထားတဲ့ဖြန်ကြီး Walrus တကောင်အကြောင်းကိုပုံကင်းတွေလို့ပြောပြနေပါတယ် Wallace ကအဖိုးကြီးတဲ့စကားတွေကိုရဲမောနားထောင်နေရင်သူတိုက်တဲ့လက်ဖက်ရည်ကိုတောက်လိုက်ပါတယ်ဒါပေမဲ့ခဏကြာမှတော့အခြေအနေတွေပြောင်းလဲသွားတယ် Wallace တယောက်ခေါင်းတွေမူးလာပြီးသတိလက်လဲကျသွားပါတော့တယ်လက်ဖက်ရည်ထဲမှာဆေးခတ်ထားတာပါနောက်တနေ့မနက်မှာ Wallace နိုးလာတဲ့အခါဘီတက်ကလောင်ထိုင်မှာချီနှောင်ခံထားပြီးသူ့ရဲ့ချက်တော့တစ်ဖက်မရှိတော့တာကိုထိတ်လန့်ဖွယ်ကိုတွေ့လိုက်ရပါတယ် Howard ကတော့ပင့်ကူကိတ်လို့ဖြတ်လိုက်ရတာပါလို့အေးအေးဆေးဆေးပဲလိန်ပြောနေပါတယ်ဒါပေမဲ့မကြခင်မှာပဲ Howard ရဲ့ user ကအစီအစဉ်အမှန်ကိုဖွင့်ပြောပါတော့တယ်သူကလူသားတွေဟာပင်ကိုကားထဲကရိုင်းဆိုင်ကြပြီးဖြန်တွေကသာမြင့်မြတ်တဲ့တရဝါတွေလို့ယုံကြည်နေတာ Howard ရဲ့ရည်ရွယ်ချက်ကဧည့်သည်ကိုဧည့်ခံဖို့မဟုတ်ဘဲ Wallace ကို crisis ပြုပြင်ပြီးဖြန်တကောင်အဖြစ်ပြောင်းလဲပစ်ဖို့ပဲဖြစ်ပါတယ်တစ်ဖက်မှာလည်း Los Angeles မှာကြံခဲ့တဲ့ Ellie နဲ့ Teddy တို့ဟာ Wallace ပြောင်းနေလို့စူးရိမ်နေကြပါတယ်အဲ့ဒီအချိန်မှာပဲ Wallace စီကနေငိုယိုပြီးအကူအညီတောင်းထားတဲ့ဖုန်းအတန်ဖိုင်တစ်ခုရောက်လာပါတယ်အဲ့ဒါကတော့သူရဲ့လျှာကို Howard မဖြတ်ခင်မှာနောက်ဆုံးထားခဲ့တဲ့အတန်ပါသူတို့လည်းချက်ချင်းကနေဒါကိုလိုက်သွားပြီးလူတွေကိုတရီဆန်ပုံစံပြောင်းလဲတတ်တဲ့လူသက်မာကိုလိုက်ဖမ်းနေတဲ့ထူးဆန်းတဲ့စုံတော့ guy လက်ဖွိုက်နဲ့ပူးပေါင်းပြီး Wallace ကိုရှာကြပါတော့တယ်အိမ်ထဲမှာတော့ငရဲကန်းကပြီးဆုံးသွားပါပြီကြောက်မက်ဖွယ်ကောင်းတဲ့ခွဲစိတ်မှုပေါင်းစုံကိုလုပ်ပြီးနောက်မှာတော့ Howard က Wallace ကိုလူရည်ခွင်တွေနဲ့ချုပ်ထားတဲ့အင်ဂျီအောင်မှာထိပ်ပိတ်လိုက်ပါတယ် Wallace ရဲ့လက်တွေကိုကိုယ်လုံးမှာကတ်ချုပ်ထားပြီးခြေထောက်တွေလည်းမရှိတော့ပါဘူးသူ့ရဲ့မျက်နှာမှာတော့သူ့ရဲ့ခြေထောက်အယိုးတွေနဲ့လှုပ်ထားတဲ့အဆွဲအရှည်နဲ့ချောင်းကိုကတ်ထားပါတယ် Wallace ဟာလူတစ်ယောက်မဟုတ်တော့ဘူးဘီဝတ်စကားအရာဖြန်တကောင်ထပ်သွားပါပြီ Howard ကသူ့ကိုအိမ်မွေးတလိစင်လို့ဆက်ဆံပြီးဖြန်တကောင်လိုနေစမ်းလို့အော်ဟစ်ခိုင်းပါတယ်ငါအစည်းတွေကျွေးပြီးမှောင်မဲနေတဲ့ဟုရေကူးကန်းတယ်မှာနေခိုင်းပါတယ် Howard ရဲ့နောက်ဆုံးရည်ရွယ်ချက်ကလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကသူတင်းဘောပေတုံးကမူလ Mr. Tusk ကိုတက်ပြီးအသက်ရှင်ရတဲ့အတွက်နှောင်တနေတာပါဒါကြောင့်သူက Wallace ကိုဖြန်တကောင်အဖြစ်ဖန်တီးပြီးအဲ့ဒီဖြန်နဲ့သူနဲ့အသေးလဲတိုက်ခိုက်ပြီးမှအသေးခံချင်တာပဲဖြစ်ပါတယ်နောက်ဆုံးတော့ Howard ကသူကိုယ်လည်းဖြန်ဝတ်ဆုံးဝတ်ပြီးကြောက်လန့်နေတဲ့ Wallace ကိုအသေးခံရဖို့စိန်ခေါ်ပါတယ်အစပိုင်းမှာတော့ Wallace ကလူတယောက်လိုရုန်းကန်ပြီးပေမဲ့ Howard ကသူ့ကိုတိုက်ခိုက်လာတဲ့အခါသူ့ရဲ့တရိษံဘီတီနိုးသွားပါတယ်သူကတောတိုင်းတရိษံတကောင်လိုအော်ဟစ်ပြီးသူ့ရဲ့အဆွဲတွေနဲ့ Howard ကိုထိုးတက်လိုက်ပါတော့တယ် Howard တေဆုံးသွားတဲ့အချိန်မှာပဲ Ellie, Teddy နဲ့စုံထောက်တို့ဟာရောက်လာကြပါတယ်သူတို့တွေ့လိုက်ရတာကတော့ကြောက်ဆောင်တွေပေါ်မှာတွေးတန်ကျဲရဲနဲ့ဘာကောင်မလဲမသိရအောင်ပုံပစ်ပန်းဆက်ထင်းနေတဲ့ Wallace ပဲဖြစ်ပါတယ်သူနေ့အကြာမှာတော့ Ellie နဲ့ Teddy တို့ဟာတရိษံဘေးမိုက်တစ်ခုစီကိုရောက်လာကြပါတယ်အဲ့ဒီကချင်ကတ်ထားတဲ့ရေကန်လေးတစ်ခုထဲမှာတော့ Wallace ရှိနေပါတယ်သူ့ကိုခွဲစိတ်ထားတာတွေပြန်ပြင်လို့မရတော့တဲ့အတွက်အဲ့ဒီအရေးခွင်ဝစ်စုံကြီးထဲမှာပဲရှိနေပါတယ်Ellie ကသူ့ကိုငါးအစေးတကောင်ကျွေးပြီးချစ်တယ်လို့ပြောခဲ့ပါတယ်သူတို့ထွက်သွားတဲ့အခါ Wallace ကငါးကိုတစ်ချက်ကြည့်ကောင်းကင်ကိုတစ်ချက်ကြည့်ပြီးမျက်ရည်တစ်ပေါက်ကျလာပါတယ်ပြီးနောက်မှာတော့နာကျင်ကြေကွဲဖွယ်ကောင်းတဲ့ဖြန်ဟုတ်တန်ကြီးကိုဟိန်ဟောင်းလောင်လိုက်ပါတော့တယ်သူဟာအဲ့ဒီခန္ဓာကိုယ်ကြီးထဲမှာပဲသာဝရပိတ်သိမ်းနေတဲ့လူတစ်ယောက်အဖြစ်ကြံရစ်နေပါပြီ Tusk ဇလန်ဟာကျွန်တော်တို့ကိုတတိပေးနေတာတခုရှိပါတယ်ဘာလဲဆိုတော့လူတွေကိုလောင်းပြောင်းတာစင်ကြင်ပါမဟုတ်ရင်တင်ကိုယ်တိုင်တယောက်ယုံရဲ့အရေးခွင်ခွာတဲ့ project ရက်တစ်ခုဖြစ်သွားနိုင်ပါတယ်